KBZB နဲ့ Mind တဲ့ Wi-Fi ဘေးဆောင်နီလေးကိုမျှဝေပေးပါမယ်ရှင်။တိပြီးသားလူတွေကတော့ကြော်သွားလိုက်ပါရှင်။မတိသေးသူတွေအတွက်မျှဝေပေးပါမယ်။ KBZB အကောင့်ထဲကိုဝင်လိုက်ပါရှင် ဒီနေရာရောက်ရင်မြားပြထားတဲ့နေရာကိုနှိပ်လိုက်ပါရှင်။အပေါ်ကိုဆွဲတင်လိုက်ပါရှင်။မြားပြထားတဲ့နေရာကိုနှိပ်ပါရှင်။ဒီနေရာမှာအကောင့်နံပါတ်နဲ့ဝင်လို့ရတယ်လို့စာချုပ်မှတ်ပုံတင်မှတ်နဲ့လည်းဝင်လို့ရပါတယ်ရှင်။ဖုန်းနံပါတ်နဲ့လည်းဝင်လို့ရပါတယ်ရှင်။အခုပြပေးမှာကစာချုပ်မှတ်ပုံတင်မှတ်နဲ့ပြပေးမှာဖြစ်တဲ့အတွက်ဒီနေရာကိုရွေးလိုက်ပါတယ်ရှင်။ဒီနေရာမှာကဏ္ဍဆက်လုံးရှိပါတယ်ရှင်။ကဏ္ဍဆက်လုံးကိုရိုက်ထည့်ပေးလိုက်ပါမယ်ရှင်။ပြီးရင်တော့မြားပြထားတဲ့နေရာကိုနှိပ်ပါမယ်ရှင်။မြားပြထားတဲ့နေရာကိုပဲဆက်နှိပ်ပါမယ်ရှင်။ဒီနေရာမှာတော့1လစာ3လစာ6လစာ9လစာ12လစာရှိပါတယ်။ကိုကြိုက်တာကိုရွေးလို့ရပါတယ်ရှင်။အခုကျမပြပေးမှာက1လစာနဲ့ပြပေးမှာဖြစ်တဲ့အတွက်1လစာကိုပဲရွေးလိုက်ပါတယ်ရှင်။ပြီးရင်တော့မြားပြထားတဲ့နေရာကိုနှိပ်ပါမယ်ရှင်။မြားပြထားတဲ့နေရာကိုပဲဆက်နှိပ်ပါမယ်ရှင်။လွှမ်းဆောင်မီကိုနှိပ်ပြီးတော့ password ကိုရိုက်ထည့်လိုက်ရင် Mind တဲ့ Wi-Fi ပေးဆောင်လို့အောင်မြင်တော့ပါပြီရှင်။ကြည့်ရှုပေးကြတော့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်